လေသမီးစီကိုလာမှာတော့လေသမီးကဦးတန်းမောင်ဆိုတော့ကြတော့လေနည်းနည်း40-50အရွယ်ပဲမှတ်နေတာဟုတ်လားသမီးစီကိုလာမှာလားမမတို့နဲ့မတိမ်မရိပ်ဆိုတော့ဘဘရဲ့ငယ်ကြီးဦးတွေဘာတွေများလားရီးစားဟောင်းတွေဘာတွေကများလားပစ္စည်းတွေဘာတွေအဲ့လိုရှိလားဒါရတော့ရှိတော့ရှိတာပေါ့အဲ့ဒါငငယ်တော့ရီးသားဘယ်နှယောက်ရှိခဲ့တော့ရီးသားလားရီးသားတော့17ယောက်တော့ဟာ17ယောက်လောက်တယ်ရတယ်ဘဘအခုအသက်60တောင်မှပဲဒီမှာကျိုးအသားရည်တွေကဖြူတော့ငငယ်တော့ကတော့မင်းသားဖြစ်ခဲ့လောက်တယ်ဟုတ်မှကျန်တော့ဘူးဟုတ်တယ်ဒီမှာဒါလေးဟုတ်ကဲ့အဲ့ဆိုရင်သိလားသမီးစီကိုလေဒီဓာတ်ပုံလေးနဲ့လာတာမလို့အဲ့ကြောင့်သမီးကဒီဓာတ်ပုံလေးနဲ့ဆိုရင်လို့အရွယ်က40-50ပတ်ချလဲပဲနေမှာလို့အဲ့လိုပုံစံမျိုးသူကဘယ်လိုပြောမလို့ဆိုတော့ဘယ်လိုအဓိပ္ပာယ်နဲ့ပို့ခိုင်းတာလဲဆိုတော့ဒီတိုင်းတတိယလို့ပို့ခိုင်းလိုက်တာတဲ့ဟုတ်ကဲ့အများကြီးပဲတဲ့ဘယ်မှမသိဘူးတဲ့အဲ့ဆိုဘဘငငယ်တော့မင်းသားဖြစ်ခဲ့တယ်ဆိုတော့じゃဝိုင်းဝိုင်းလဲပေါ့ဟာလားပြိုတိုင်းကြိုက်တယ်နှင်းစီခိုင်းကြီးပေါ့ဟုတ်ပါဟုတ်ပါအသက်90သွားလေကိုချစ်သူခင်သူဘောတယ်ပေါ့ဗျာဟုတ်သွားလေရမှာလဲချစ်တဲ့ခင်နဲ့သူကပေါ်တယ်အဲ့ဆိုရင်တော့အုပ်လာတယ်ပါရဲ့ဒါလည်းတော့မသိဘူးပေါ့နော်ဒီမှာပစိုးကြီးအုပ်လာတယ်ပြီးကိုပိတ်ဒီမှာအထောက်တစ်ထုပ်လဲပါတယ်ဟုတ်ကဲ့ဒါကြီးဖြစ်မလို့တော့မသိဘူးပေါ့ဟုတ်ကဲ့ကဲဘဘဒါကဘာဖြစ်မယ်ထင်တော့ဟုတ်ကဲ့ဒါကြီးတော့ဒါရသိလားသိဘူးလေစက်ကြည့်အောင်မလားစက်ကြည့်လိုက်မယ်လေနော်1 2 3ကဲမိုက်တော့ဘာကြိုက်တယ်လားဘဘဒီမှာကြည့်အောင်ဒါအန်ရှူအောင်မှာဘူးကြီးဒါငှက်တိုင်းတဲ့နော်ပြီးတော့ဘဘဒီလိုမြင်းကောင်းတဲ့စိတ်ပေါင်းတာမဟုတ်ပဲသုံးတာလားမသိဘူးအဲ့ဆိုတော့သိကြတယ်ဘဘငငယ်တော့ဒီပေါင်းတာကြိုက်တာဘဲကောင်းမလေးလားဘဲကောင်းမလေးကဒီပေါင်းတာကြိုက်တာကိုသိတာတော့ဒီပေါင်းတာကြိုက်တာလေနော်ဒီပေါင်းတာကြိုက်တာကိုတရုတ်တရားသိရသူဆိုတော့ပြောကြတယ်ဗျကျွန်တော်ကလက်သမားလောက်တာကိုသွားတဲ့ခါကြပြီအိတ်စီတွေပါလေဒီကောင်ကဖာကောင်းလေးပဲကွာတဲ့ကျွန်တော်အဲ့လိုပြောကြလို့ကိုပြောတာဘာလို့အမွေးညာကြီးသုံးလို့မွေးလို့သူစီအောင်မွေးလို့သူ့ကိုဖာကောင်းလေးလို့ပြောကြတာဖာကောင်းလေးပဲကွာတဲ့ဒီတော့အိတ်စီမိမရကိုရဲ့တဲ့ဒီလေးအဲ့လိုမပြောပါနဲ့ပြောငါငါမဟုတ်တယ်လေကြည်သားမောင်းနဲ့အလုံးလုံးနဲ့ကောင်းတယ်လုံးလုံးကောင်းလို့အလုံးလာလို့တဲ့သူကမှုေးကြိုင်းနေလို့ဟုတ်လားအဲ့လိုအဲ့ဆိုရှင်ဘဘကအဲ့ဘဘရဲ့မှာဒီမှုေးတာကိုကြိုက်တာဘဲကောင်းမလေးတို့တက်တီးရမြောက်လားစတုတ်ထားများလားသစမမြောက်ကကြိုက်ဒါမှမဟုတ်အခုလက်ရှိမမတွေရဲ့မေမေကသိတာလားအဲ့လိုလေတရုတ်တရားစီစဉ်ပေးလိုက်တာဘယ်သူဖြစ်မယ်ထင်လဲမသိဘူးမသိသေးဘူးလားဒီထက်မှကြတော့ဘာတွေတော့မသိဘူးစမ်းကြည့်အောင်လားဒီလိုဖြစ်လို့တော့ရအောင်ကောင်းနေတာပါလေအဲ့ဒါပြီးကမှဖောက်ကြည့်မယ်ဟုတ်ကဲ့နောက်ထပ်တစ်မျိုးကြံသေးတယ်တစ်မျိုးတောင်ကြံသေးတယ်နောက်ထပ်ဒီမှာလေဒီနှစ်မျိုးအပြင်ဒီချင်းကြီးကဒါဆိုလို့ရှိရင်လည်းပြောရမယ်ဆို4 သိန်းလောက်တန်တဲ့ချင်းကြီးဒီမှာလည်းထက်ကြီးတစ်ထုပ်ကပါသေးတယ်ပြီးရင်နောက်ထပ်တစ်မျိုးကလည်းပါသေးတယ်ဟုတ်ကဲ့အဲ့ဒါလေတော့ယူလာအောင်မနော်ဘဘဟုတ်ကဲ့နှိုင်းဆောင်ပေးဦးနော်ဘယ်ကောင်မလေးကပေးခိုင်းလိုက်တာအောင်စဉ်းစားထားဘဘအသမီးကိုအဖြေမပေးရင်သမီးအဲ့ပစ္စည်းပြန်တယ်သွားမှဖြစ်မှာဘာလို့အဲ့ကောင်မလေးကပေးခိုင်းတဲ့ကောင်မလေးကသူ့ကိုမတီးဘူးလို့စိတ်ဆိုးသွားရင်ဒါအဆင်မပြေဘူးလေဟုတ်ပါတယ်ကိုကတော့လက်ဆောင်ပစ္စည်းတွေပို့ခိုင်းတယ်အဲ့ဒါမလားဘဘမမှတ်မိဘူးဆိုရင်တော့ဘယ်အဆင်ပြေမတော့ဟုတ်ပါနော်အဲ့ဒါဘဘစဉ်းစားပေးနော်ဒီမှာငါ